လိုက်ပေါ်ကကိုတန်ချောင်းရဲ့မိတ်ဆွေများမင်္ဂလာပါဗျတတိတိဝါနာရှင်များလေးလာနိုင်အောင်ကိုတန်ချောင်းတင်ပြလိုက်ရခြင်းပါနော်ကိုတန်ချောင်းတင်ပြလိုက်ရခြင်းပါကိုတန်ချောင်းကပြောလိုက်ရင်လဲလေတစ်လုံးမိုးတစ်လုံးနဲ့ကိုလီကြီးလေးဖြစ်နေပါပြီနော်12ချိန်မှာကိုတန်ချောင်းပါကောင်လဲတိမယ်လို့လေကြီးမိုးကြီးလေးတိုက်ခဲ့တာလွဲပါတယ်ဗျာနော်ကိုတန်ချောင်း12ချိန်မှာ4နဲ့5ရှယ်အော်သီးပါရှယ်ကစ်ကတော့210ပိုပြီးတောင်လွဲပါတယ်ဗျာနော်ကိုတန်ချောင်းလွဲပါတယ်အခု73ချိန်မှာမိတ်ဆွေများလေးလာနိုင်အောင်ကျွန်တော်ကကြိုတင်ပြီးတော့လိုင်းပေါ်ကိုစောစောစီးစီးပြလိုက်အောင်မယ်ဗျာနော်ကျွန်တော်တို့2019ခုနှစ်မှာစီနီယံကန3နှစ်လေးတစ်ခွက်ခွ65တစ်ခွက်56လေးတစ်ခွက်ဒီဘက်1နှစ်2နှစ်3နှစ်မြောက်ပါနော်ခွ89တစ်ခွက်3ည1နှစ်တစ်ခွက်86ခွန်တစ်ခွက်1နှစ်2နှစ်3နှစ်မြောက်ပါ68ခွန်တစ်ခွက်3နှစ်လေးတစ်ခွက်9ခွန်8တစ်ခွက်ဆိုပြီးတော့စီနီယံကနန်းက2နှစ်ချားလေးလာတယ်ဗျဟုတ်ပြီစီနီယံကနန်းလေး2နှစ်ချားလာပြီးရောတဲ့သူကဘာတွေလောက်သွားလဲဆိုတော့ဒီမှာစီနီယံကနန်းတစ်ချိန်2ချိန်တစ်နှစ်နဲ့3ချိန်ထွက်တာ2ချိန်ရဲ့ပြီးမှထွက်တဲ့ကနန်းကအဲစီနီယံကနန်း3ချိန်ထွက်တဲ့နှစ်ထဲကကနန်း6နှစ်8ကနှစ်86တဲ့ဒီဘက်1နှစ်2နှစ်ချ3နှစ်မြောက်မှာစီနီယံကနန်း3ခွက်ထွက်တော့လဲ86ခွန်3ည1နှစ်နော်ခွန်89အဲမှာဒီ3ည1နှစ်ရဲ့ဒုတိယမြောက်စီနီယံကနန်းရဲ့ရေဆိုင်မှာထွက်တဲ့93ည3ကလဲစီနီယံကနန်း1ခွက်2ခွက်3ခွက်ထွက်ခဲ့တဲ့နှစ်ထဲက3ည93က93ည3လို့သူကရွှေ့သွားတာကြနော်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့အခုရောက်က2025မှာလဲသူက68ခွန်တစ်ခွက်3နှစ်လေးတစ်ခွက်ဒီအောင်သားမှာ9ခွန်8တစ်ခွက်ဒုတိယမြောက်စီနီယံကနန်းရဲ့ရင်ဆိုင်မှာထွက်မဲ့ကနန်းကဒီ2025လေးကစီနီယံကနန်း3ခွက်ထွက်ခဲ့တဲ့နှစ်ထဲကကနန်းတစ်ခွက်လို့ကိုတန်ချောင်းကတော့ယူဆတယ်ပေါ့ဗျာเนาะဒါကတော့ဘယ်ကနန်းဖြစ်လာမလဲဆိုတာတော့ကိုတန်ချောင်းကိုယုံကြည်ပြီးတော့အားကိုးတဲ့မိတ်ဆွေတွေကိုမှကျွန်တော်ချပြမှာပေါ့เนาะမိတ်ဆွေတို့လည်းသူများပြတဲ့ site တွေတောင်မှပဲဝင်ပြီးတော့ပြောတတ်ဆိုတတ်တယ်ဆိုတဲ့နောက်မှာတော့မိတ်ဆွေတို့လည်းဒီလောက်ပြရင်ရိပ်ပြရင်အကောင်မြင်လောက်ပါတယ်လို့ထင်ပါရဲ့เนาะကိုတန်ချောင်းကတော့လိုင်းပေါ်မှာပါတီပါချက်နဲ့ site ကလေးတွေပြတတ်ပါတယ်เนาะထင်တော့မကြည့်ပါနဲ့ဆရာကြီးတော့မဟုတ်ပါဘူးဆရာပေါက်စလေးပါเนาะ